မင်္ဂလာပါခင်ဗျာကျွန်တော်တို့လူမျိုးတွေကြားမှာမကြာခဏဆိုသလိုကြားနေရတဲ့စကားတစ်ခုရှိပါတယ်သူချမ်းသာတာအတိတ်ကံကြောင့်သူဆင်းရဲတာအတိတ်ကံညလို့ဆိုတာပါပဲဒါပေမဲ့တကယ်လို့ကျွန်တော်တို့ပတ်ဝန်းကျင်မှာမကောင်းမှုသူစရိုက်တွေပဲလုပ်နေတဲ့သူကကြီးပွားချမ်းသာနေပြီးကောင်းမှုသူစရိုက်တွေပဲလုပ်နေတဲ့သူကဆင်းရဲနေတယ်ဆိုရင်အဲ့ဒါကိုရောဘယ်လိုဖြေရှင်းကြမလဲဘာသာတရားကကောင်းရင်ကောင်းကျိုးမကောင်းရင်မကောင်းကျိုးလို့ပြောပေမဲ့လက်တွေ့မှာတော့ဘာကြောင့်ပြောင်းပြန်တွေဖြစ်နေရတာလဲသူတို့ရဲ့ချမ်းသာမှုဟာအတိတ်ကံကြောင့်တက်တက်လားဒါမှမဟုတ်ကျွန်တော်တို့ဘယ်သူမှတတိမထားမိတဲ့နောက်ထပ်လျှို့ဝှက်အင်အားစုတစ်ခုကြောင့်လားဒီဗီဒီယိုမှာတော့ဒုစရိုက်သမားတွေချမ်းသာကြွယ်ဝလာရတဲ့နောက်ွယ်ကအကြောင်းတရားကိုအတိတ်ကံနဲ့ဈေးကွယ်ဆိုတဲ့ဒေါင်းတစ်ခုကနေတိတိကျကျခွဲခြမ်းစိတ်ဖြာပြီးကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်တန်ဖိုးရှိဖို့အတွက်ဘာတွေလှုပ်တင်တယ်လဲဆိုတာကိုပါဆွေးနွေးသွားမှာဖြစ်ပါတယ်။ဒါကြောင့်ဗီဒီယိုကိုအဆုံးထိကြည့်ရှုဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျ။ကျွန်တော်တို့လူအဖွဲ့အစည်းမှာလူတဦးနဲ့တဦးကချမ်းသာတာဆင်းရဲတာမတူကြပါဘူး။ချမ်းသာတဲ့သူကိုချီးကျူးကြတယ်။ဆင်းရဲတဲ့သူကိုကဲ့ရဲ့တတ်ကြတယ်။ဒါကိုအများစုကအတိတ်ကံကောင်းလို့အတိတ်ကံညံ့လို့ဆိုပြီးတော့ရိုးရိုးရှင်းရှင်းမှတ်ယူတတ်ကြပါတယ်အလားတူပဲလူတဦးကကောင်းမှုသူစရိုက်လုပ်တယ်နောက်တဦးကမကောင်းမှုဒုစရိုက်လုပ်တယ်ကောင်းမှုလုပ်တဲ့သူကိုချီးကျူးပြီးတော့မကောင်းမှုလုပ်တဲ့သူကိုတော့ကဲ့ရဲ့ကြတာဟာလောက်ရဲ့အပေါ်မူတည်ပြီးတော့တုံ့ပြန်တာဖြစ်ပါတယ်ဒီအထင်ကတော့တိတိကျကျရှင်းရှင်းလင်းလင်းခွဲခြားလို့ရပါတယ်ပြဿနာမရှိသေးပါဘူးနောက်တစ်ချက်ကဘာသာတရားရဲ့အဆိုအမိန့်တွေအတိုင်းကြည့်မယ်ဆိုရင်ကောင်းတာလုပ်တဲ့သူကချမ်းသာပြီးမကောင်းတာလုပ်တဲ့သူကဆင်းရဲမယ်ဆိုရင်ဘာပြဿနာမှမရှိဘူးရှင်းလင်းတယ်ဒါပေမဲ့တကယ်လက်တွေ့မှာတော့ဒီလိုမဟုတ်တာတွေရှိလာတဲ့အခါပြဿနာစတက်ပါတော့တယ်ဥပမာကောင်းမှုသူ့စရိုက်ကိုပဲလုပ်နေပြီမဲ့ဆင်းရဲနေတဲ့သူမကောင်းမှုဒုစရိုက်တွေကိုပဲလုံးနေပေမဲ့ချမ်းသာနေသူဒီလိုအခြေအနေတွေကြုံလာမှပဲအငင်းပွားမှုတွေစတင်ဖြစ်ပေါ်လာပါတယ်။သူကဒုစရိုက်လုပ်ပေမဲ့ချမ်းသာနေတာအတိတ်ကံကောင်းလို့နေမှာဒါကခွေးယူကောင်းစားတမွန်းတဲ့ပဲရှိအောင်မှာသူလုပ်တဲ့အာကုတို့အကျိုးမပေးသေးတော့သူ့အတွက်ယာယီလို့ခြုံနေအောင်မှာပဲသူစရိုက်ကြောင့်တော့ချမ်းသာတာမဟုတ်ဘူးအတိတ်ကံကြောင့်သာချမ်းသာတာစသဖြင့်ပြောဆိုညှင်းခုန်ကြတယ်။ဘာသာရေးသမားများကြားထဲမှာတောင်မှဒုစရိုက်ကြောင့်ချမ်းသာတာကိုလုံးဝလက်မခံနိုင်တာကအခြေခံသဘောထားပါ။ချမ်းသာရင်ဒုစရိုက်ကြောင့်မဟုတ်ဘူးအတိတ်ကံကြောင့်ပဲလို့စွန့်ညင်းလိုတဲ့အခါတိုင်းအတိတ်ကံဆိုတဲ့စကားလုံးကရှေ့တန်းရောက်လာတတ်ပါတယ်။ဒုစရိုက်လို့သူဟာခဏတာဖြစ်ဖြစ်ချမ်းသာနေတယ်ဆိုရင်တောင်အတိတ်ကံကြောင့်လို့ပဲယူဆချင်ကြတယ်။ဒါပေမဲ့တကယ်တမ်းကျတော့ချမ်းသာခြင်းဆင်းရဲခြင်းဟာအတိတ်ကံတစ်ခုတည်းကြောင့်ဖြစ်တာမဟုတ်ပါဘူး။ဈေးကွက်ရဲ့အခန်းကဏ္ဍကလည်းအလွန်အရေးကြီးပါတယ်။ဥပမာကံစမ်းလူစိတ်ရှိတဲ့ဘာသာရေးသမားပေါင်းတန်းချီရှိနေတယ်ဆိုပါစို့။အဲ့ဒီလိုကံစမ်းခြင်းတဲ့ဘာသာရေးသမားတွေဟာလောင်ကစားဒိုင်တွေအတွက်ကြီးမားတဲ့ဈေးကွက်ပါပဲဒီဈေးကွက်ကြီးကြောင့်ပဲလောင်ကစားဒိုင်တွေဟာကျွယ်ဝချမ်းသာလာကြတယ်ဒါဟာအတိတ်ကံကြောင့်ချမ်းသာတာထက်ဈေးကွက်ကြောင့်ချမ်းသာတာကပိုပြီးသိချပါတယ်နောက်ဥပမာတစ်ခုကိုကြည့်ရအောင်ပြင်ဆင်ယူပြီးသူတို့ဟာငွေလေးကိုထိုင်မစားချင်ပဲငွေပွားအောင်ရင်းနှီးမြုပ်နှံချင်တယ်ဆိုပါစို့ငါလိုဘာသာရေးသမားကိုအတိတ်ကံကမဆာပြီးရင်းနှီးမြုပ်နှံလိုက်ရင်အေကံမလွဲမြတ်မှာပဲလို့ယုံကြည်ပြီးတော့ငွေတွေကိုစုပြုံမြုပ်နှံကြပါတယ်ဒီလိုရင်းနှီးမြုပ်နှံလိုတဲ့ဈေးကွက်ကြီးပေါ်လာတဲ့အခါအဲ့ဒီဈေးကွက်ကနေငွေဖော်ပြီးချမ်းသာကြတဲ့သူတွေပေါ်လာပြန်တယ်ဒါကလည်းဈေးကွက်ကြီးကြောင့်ချမ်းသာတာပါအတိတ်ကံတက်တက်ကြောင့်မဟုတ်ပါဘူးတခါတရံမှာခိုးဆိုးလူနိုင်လိုတဲ့လူဆိုးတွေအတွက်လွယ်ကူနေတဲ့ပတ်ဝန်းကျင်ရှိလာရင်လူတိုင်းဟာသူတို့အတွက်စိတ်ကွက်ကြီးဖြစ်ပြန်တယ်
ဒီဈေးကွက်ကြောင့်ပဲလူဆိုးတွေချမ်းသာလာနိုင်တယ်ဒီတော့ဒုစရိုက်သမားတွေချမ်းသာကြွယ်ဝလာတာဟာအတိတ်ကံထက်ဈေးကွက်ကြောင့်လို့ဆိုနိုင်ပါတယ်ဥပမာတဒေါင်းစားတောင်လခစားဝန်တန်းတဲ့ပို့ပြီးဝင်ငွေကောင်းနေတယ်ဆိုရင်ဒါဟာအတိတ်ကံကြောင့်မဟုတ်ပဲငွေဖော်တတ်တဲ့ဈေးကွက်ကြောင့်ပါအဲ့ဒီဈေးကွက်ကနေငွေပဲလို့ဖော်တယ်လဲဆိုတာကြမှာညာနဲ့ဝိရိယပေါ်မူတည်ပါတယ်လောင်းကစားကိုစီမံခန့်ခွဲမှုပါတာရက်ကိုတချို့တက္ကသိုလ်တွေမှာတော့သင်ပေးနေတာကလောင်းကစားသွေးဟာကဘာပေါ်မှာဘယ်တော့မှမခန်းချောက်နိုင်ဘူးဆိုတဲ့ဈေးကွက်ကြီးအပေါ်ယုံကြည်မှုကြောင့်ပဲဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့အနေနဲ့ဒီလိုဈေးကွက်ကြီးကနေမတရားသဖြင့်ငွေညှစ်ကြွယ်ဝတာကိုအားပေးနေမိသလားဆိုတာကိုစဉ်းစားသင့်ပါတယ်ကျွန်တော်တို့ရဲ့စိတ်နေစိတ်ထားအပြုတ်အမူတွေကပဲဒီလိုဈေးကွက်ကြီးဖြစ်အောင်ဖန်တီးပေးနေမိသလားဒါမှမဟုတ်ဒုစရိုက်မှုလုပ်ပြီးချမ်းသာအောင်ကြိုးစားနေသူတွေကိုဒါစီဖို့ပြက်ကွက်နေမိသလားဆိုတာကိုစမ်းစစ်ရပါမယ်သူအာကုသူနဲ့သူသွားမှာကိုကဝင်မရှုံနဲ့ဆိုတဲ့သဘောထားမျိုးဟာတချို့ကအနတ္တဝါဒလို့ထင်ကြပေမဲ့တကယ်တော့ကိုကျိုးကိုတာကြည့်တဲ့အတ္တဝါဒတစ်မျိုးပဲဖြစ်ပါတယ်ဒီလိုကိုကိစ္စကိုသာကြည့်နေခြင်းရဲ့အကျိုးဆက်ကိုမြင်အောင်ကြည့်ပါသူစရိုက်သမားတယောက်ကတစ်သက်လုံးငွေစုပြီးမြို့လယ်မှာအိမ်တစ်လုံးဝယ်ခြင်းတယ်ဒါပေမဲ့သူစရိုက်သမားတွေကစေးကြီးပေးပြီးအခိုင်အမာအခြေချလိုက်ကြပြီဆိုရင်သူစရိုက်ကောင်းမှုတွေကောင်းတဲ့အသက်မူဟန်ကြောင်းသမားတွေဟာမြို့စွန်ကမြေကွက်ချင်းချင်းလေးကိုမရရအောင်ဝယ်ပြီးနေထိုင်ရပါလိမ့်မယ်ကိုလန်းကိုရှောက်ရတာမြို့စွန်ရောက်သွားတာပါပဲဒါအပြင်ကိုကထမင်းရီချောင်းစီမောင်းတီးပြီးလူတန်းရတာကိုပြောတယ်ဒါပေမဲ့တစ်နှစ်ကို3ကြိမ်4ကြိမ်လောက်ပဲတတ်နိုင်တယ်သို့တော့ဒုစရိုက်သမားတွေကတော့တစ်နှစ်ကိုအကြိမ်ပေါင်းများစွာလူအများကြီးကိုမောင်းထူပြီးလူနိုင်တယ်ဆိုပါစို့နောက်ဘဝမှာနတ်ပြည်ရောက်ရင်တောင်နတ်မြို့စွန်မှာနေရတော့မှာလားဆိုတာကိုစဉ်းစားဖို့လိုလာပါတယ်ဗုဒ္ဓဘာသာမှာဓမ္မပဋ္ဌာန်၄ပါးရှိပါတယ်အဲ့ဒီထဲမှာဖြစ်လာသောအာကုသိုလ်တရားတို့ကိုပယ်ရှားခြင်းကကြိုးစားခြင်းဆိုတာပါဝင်ပါတယ်အာကုသိုလ်ပြုသူတွေကိုထိန်းချောင်းဖို့ကြိုးစားရတာဟာလေဓမ္မပဋ္ဌာန်တမဝါယာမပဲဖြစ်ပါတယ်ဒီလိုလုပ်ဖို့ပြက်ကွက်ရင်တော့သူ့ရဲ့တက်ရောက်မှုဟာကြီးမားပါတယ်မွေးကုံတယ်တွေကျွဲဝနေတဲ့အချိန်မှာမွေးဆေးကြောင့်လူငယ်တွေဘဝပြတ်ပြီးနိုင်ငံငွေတွေပြုံးတီးခဲ့ရတဲ့အမေရိကန်နိုင်ငံကိုပဲကြည့်ပါသူတို့ဟာသူ့အာကုသိုလ်နဲ့သူသွားမှာကိုကကုသိုလ်ရအောင်ပဲလုပ်မယ်ဆိုတဲ့မြမာတွေလိုအတ္တဝါဒစိတ်မျိုးရှိခဲ့မယ်ဆိုရင်အခုလိုတိုးတက်တဲ့နိုင်ငံဖြစ်လာမှာမဟုတ်ပါဘူးသူတို့ဟာမွေးဆေးစစ်ပွဲကိုတိုက်ခိုက်ပြီးအနိုင်ရခဲ့လို့ငွေအလင်းအလွင့်မဖြစ်လောက်တာအင်အားမဖြုံးသီးပဲတဖြည်းဖြည်းကျွယ်ဝလာတာဖြစ်ပါတယ်ဒါဟာဖြစ်လာသောအာကုသိုလ်တရားတွေကိုပယ်ရှားခြင်းကကြိုးစားခြင်းကိုလက်ကြောတင်းတင်းလုပ်ခဲ့လို့ပါကျွန်တော်တို့မြန်မာတွေရဲ့လက်ကြောတင်းပုံကတော့ဘုရားတဆူရှေ့မှာဘုရားတတိုင်ထွန်းပြီးတော့ကဘာတသိန်းနတ်ပြည်တက်ချင်တဲ့စန္ဒာလောက်ပဲရှိနေတတ်ပါတယ်ဈေးကွက်ကြီးကြောင့်ကျွယ်ဝချမ်းသာနိုင်တာမှန်ပါတယ်ဈေးကွက်ကြီးကိုမတရားအသုံးချပြီးကျွယ်ဝသူတွေလည်းရှိပါတယ်ဒါကြောင့်မို့ဒုစရိုက်ဓမ္မတွေကိုအသိကံနဲ့ရောပြီးတော့မချီးကျူးသင့်ဘူးလို့မြင်ပါတယ်သူတို့ကိုထိန်းချုပ်ဖို့ပယ်ရှားဖို့ပဲကြိုးစားရပါမယ်မိသားစုကိုတန်ဖိုးထားသလိုမိသားစုအတွက်ပတ်ဝန်းကျင်ကောင်းကိုလည်းတန်ဖိုးထားဖို့လိုပါတယ်ဒါဆိုရင်ပတ်ဝန်းကျင်မှာဒုစရိုက်ဓမ္မတွေတကိုးမထွားနေအောင်တတ်နိုင်သမျှကျွန်တော်တို့ကြိုးစားရပါမယ်မအားပါဘူးမတတ်နိုင်ပါဘူးဆိုတဲ့စင်ချေတွေကိုမပေးဘဲကိုတတ်နိုင်တဲ့ဘက်ကနေလက်ကြောတင်းဖို့လိုအပ်ပါတယ်အတ္တဝါဒဟာသူများကိုအာမနာတတ်ပါဘူးသူများကလည်းအာမနာတဲ့အခါကြီးနိုင်ငယ်ညင်းနိုင်ရာစားဖြစ်လာစေပါတယ်ဒါကြောင့်အာနာလွန်းလို့
ကိုခါပါသွားတာမျိုးမဖြစ်အောင်တတိပြုရင်းလိုအပ်တဲ့လောက်အာနာတက်ဖို့လဲလိုအပ်ပါတယ်နောက်ဆုံးတစ်ခုအနေနဲ့ငွေပေးလိုက်တာနဲ့အတိတ်ကံစကားကိုတွင်တွင်ပြောပြီးဒုစရိုက်သမားကိုချီးကျူးဂုဏ်ပြုတာမျိုးကိုရှောင်ကျဉ်သင့်ပါတယ်ဒီတော့ဒီကုန်းချုပ်အနေနဲ့ကျွန်တော်တို့အားလုံးသုံးသပ်ဖို့လိုအပ်တာကဒုစရိုက်သမားတွေချမ်းသာတာဟာအတိတ်ကံတစ်ခုတည်းကြောင်းလို့မျက်စိမှိတ်လက်ခံနေမဲ့အစားသူတို့ကိုကြွယ်ဝစေတဲ့စိတ်ကွက်ကြီးကိုကျွန်တော်တို့ကိုယ်တိုင်ဖန်တီးပေးနေမိသလားဆိုတာကိုစမ်းစစ်ဖို့ပါပဲကိုမိသားစုကိုတန်ဖိုးထားသလိုမိသားစုနေထိုင်ရာပတ်ဝန်းကျင်ကောင်းကိုလည်းတန်ဖိုးထားဖို့ကျွန်တော်တို့မှာတာဝန်ရှိပါတယ်သူစရိုက်လှုပ်သူကိုအတိတ်ကံနဲ့ရောပြီးတော့ချီးကျူးမနေဘဲနဲ့ပတ်ဝန်းကျင်မှာသူတို့ရဲ့တကိုးမထွားလာဖို့ဖြစ်လာပြီးတော့အာကုသိုလ်ကိုဖယ်ရှားဖို့ဆိုတဲ့ဓမ္မပဋ္ဌာန်းတရားအတိုင်းလက်ကြောတင်းတင်းကြိုးစားဖို့လိုအပ်နေပါပြီ။ဖျောင်းတတိုင်ထွန်းပြီးနတ်ပြည်တက်ဖို့စိတ်ကူးနေတာကိုခဏရပ်ပြီးတော့ကိုယ်ပတ်ဝန်းကျင်ကိုတန်ရှင်းဖို့အခုပဲစတင်လှုပ်ရှားလိုက်ပါ။အဲ့ဒါမှသူစရိုက်ဓမ္မတွေဖြစ်တဲ့ကျွန်တော်တို့ဟာမြို့စုမှာအိမ်ဆောက်နေရတဲ့ဘဝကနေလွတ်မြောက်မှာဖြစ်ပါတယ်။ဟုတ်ကဲ့ဒီဗီဒီယိုကနေတခုခုရသွားတယ်ဆိုရင် like and share လုပ်ပြီးတော့ကိုယ့်ပတ်ဝန်းကျင်ကိုပြန်လည်ဝေမျှပေးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျကြည့်ရှုအားပေးကြတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်ခင်ဗျအားလုံးပေးကင်းကြပါစေ